ရှေးအခါကတဲကန်တားတာတစ်ခုမှဘန်းဆက်လွတ်ကြတဲ့မြို့တစ်မြို့ရှိပါတယ်အမြို့မှာနေထိုင်တဲ့စင်ရဲသားအထမ်းသမားစင်ဘတ်ဟာနေ့စဉ်ပင်ပန်းစင်ရဲစွာအသက်မွေးရပါတယ်တနေ့မှာတထေးကြီးရေချောင်းသွားစင်ဘတ်ရဲ့အိမ်ရှိရောက်တော့အိမ်ကိုကြည့်ပြီးသူ့ဘဝကိုညှိတွားနေပါတယ်အဲ့အချိန်မှာတထေးကြီးကမြင်သွားပြီးသူ့ရဲ့အိမ်တော်ထိန်းကိုသွားခေါ်ခိုင်းလိုက်ပါတယ်စင်ရဲသားစင်ဘတ်ဟာတထေးကြီးနဲ့တွေ့ဆုံပြီးတထေးကြီးကသူဒီလိုချမ်းသာလာတာဟာလွယ်နဲ့ရလာတာမဟုတ်ဘဲအသက်ဘေးပေါင်းများစွာကြုံခဲ့ရတဲ့ခရီးစဉ်အကြောင်းပြောပြပါတော့တယ်စင်ဘတ်ဟာဖခင်စီကအမွေရတာကိုအရက်တောက်ကြစ်တိုက်ပြီးဖြုံတိနေပါတော့တယ်တနေ့မှာအပျော်ပါလွန်ပြီးဆင်းရဲသွားတဲ့အခါလက်ကျန်ငွေနဲ့ကုန်ကူးဟုပင်လေခရီးထွက်ခဲ့ပါတယ်။ရက်ပေါင်းများစွာကြာတော့တာယာလှပတဲ့ကျွန်းတကျွန်းကိုတွေ့ပြီးစင်းသက်နားခိုကြပါတယ်။ဒီကယ်တော့အဲ့ဒါဟာကျွန်းမဟုတ်ပါဘူး။နှစ်ပေါင်းများစွာငြိမ်သက်နေတဲ့ဝေလံကားကြီးတစ်ကောင်ဖြစ်ပါတယ်။အဲ့အချိန်မှာတင်မောသားတွေမီးမွေးလိုက်တဲ့အပူချိန်ကြောင့်ဝေလံငါးကြီးဟာရေထဲကိုငုတ်ဝင်သွားပါတော့တယ်။အဲ့အချိန်မှာစင်ဘတ်ဟာတတုံးကိုဖတ်ပြီးမျောပါသွားကကြံရစ်ခဲ့တယ်။ကံကောင်းစွာနဲ့တကယ်ကျွန်းတကျွန်းပေါ်ရောက်သွားပါတော့တယ်။အဲ့အချိန်မှာကျွန်းဘရင်ရဲ့အမြင့်ထိန်နဲ့တွေ့ဆုံကဘရင်ကြီးစီခေါ်သွားပါတော့တယ်။အချိန်ကြာလာတာနဲ့အမျှဘရင်ကြီးရဲ့အချစ်တော်ဖြစ်လာပါတယ်။ဒီနေ့မှာသူ့ရဲ့မူလသင်းမောသားတွေကစိတ်ကန်းကိုကုံလာချတာနဲ့တူပြီးသူ့ရဲ့ပစ္စည်းတွေပြန်ရပြီးရောင်းချကဗန်းဆက်မျိုးကိုချမ်းသာစွာနဲ့ပြန်လာခဲ့ပါတယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။